အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ကတော့ဒီမှာငါးငုတ်စီတိုင်းရနေပြီးတော့လင်းကုန်းပြောင်းလဲတက်စင်တာလေးကိုပြမယ်နော်ဒါလေးဘာလို့တက်စင်တာလဲဆိုတော့သူစတက်ကွိုင်လေးကလောင်သွားတာလောင်သွားတော့ကြတော့သူတို့ကတဲ့ကွိုင်တော့မလဲခြင်းဘူးတဲ့ပတ်စံလည်းတိတ်မပါဘူးဆိုလို့အဲကြောင့်မလို့ဒီမှာလင်းကုန်းလေးစားထိုးပေးလိုက်တာနော်ဒီမှာငါးငုတ်စီတိုင်းဒီမှာငါးငုတ်စီတိုင်းလေးကိုဖြုတ်ပြီးတော့လင်းကုန်းစီတိုင်းလေးတက်မယ်နော်ဘယ်လိုတက်မလဲဆိုတော့ပြမယ်နော်ဒီမှာစီတိုင်းစော့ကတ်လေးရှိရနော်စီတိုင်းစော့ကတ်လေးမှာဒီမှာပြာနဲ့ဖြူနဲ့ကြာဖြတ်ကွိုင်ကနေလာတဲ့ဟာပေါ့ CKB က CKB လို့လည်းခေါ်တယ်သူကနော်ဖြတ်ကွိုင်းလာတဲ့အပင်လေးဒီဘက်ကမဲနဲ့အဝါနဲ့ကြားထားတဲ့အပင်လေးကတော့ဒါဘလောက်ကွိုင်းကိုသွားတဲ့အပင်လေးနော်ဒီဘက်ကတော့မဲနဲ့အဖြူနဲ့အလဲမှာဝင်တဲ့အပင်လေးကကြတော့ဒီကောင်ကဆက်ရက်ဖို့အတွက်တော့လာတဲ့တော့အထွက်နက်ဖြူကြားကျိုးဆက်ရက်တဲ့ကျိုးပေါ့ဒီမှာအမဲနဲ့အနီနဲ့ကြားထားတဲ့အပင်လေးကတော့ငါတို့ကွိုင်းအနေတက်လာတဲ့အပင်လေးပေါ့ဒါနေပြီးတော့6တော့ကွိုင်းအနေတက်လာတဲ့အပင်လေးစတက်ကွိုင်းအနေတက်လာတဲ့အပင်လေးနော်ဒီကောင်လေးကိုဖြုတ်ပြီးတော့ငါတို့ကဒီမှာဒီနားမှာရှိတဲ့ဟာလေးကိုဖြုတ်လိုက်တာနော်လင်းကုန်းပြောင်းမယ်ဆိုရင်ဒါလေးကိုဖြုတ်မယ်နော်ဖြုတ်ပြီးရင်ဒီမှာစတက်ဝိုင်ဝင်ထားတဲ့အဲကျိုးလေးတစ်ချောင်းပြန်ထိုးမယ်နော်သူဆော့ကတ်ရှိနေရှိပေါ့မရှိရင်လည်းရှာကြံပြီးဒီဟာလေးပြန်တိုက်ဒီကနေခါကနေဖောက်ပြီးတော့ဖြတ်ရင်ဖြတ်ပေါ့ဖြတ်ပြီးတော့ဒီဘက်ကတော့အထွက်အနက်ကျိုးရှိတယ်တော့အထွက်အနက်ကျိုးဒါကတော့လောလောကူပဲဒီစက္ကန့်နဲ့ကတ်တော့ကနေယူလိုက်တယ်နော်ယူပြီးရင်ဒီကောင်လေးကတက်လိုက်ရောမယ်နော်ငါးငုံကနေလင်းကုန်းကိုပြောင်းတာလွယ်လွယ်လေးဒီကျိုးလေးတစ်ပင်ပဲအနက်နဲ့အနီကြားတဲ့ပင်လေးကိုပဲသူကဖြုတ်ရတာဖြုတ်ပြီးတော့မှနက်နက်နေကြတဲ့ဟာကိုတို့ပတိဝင်ရတယ်နော်ပတိအပေါင်းပင်လေးဒီကောင်အနက်ပင်ပေါ့တော့ဖွင့်ရင်အနက်တော့အတွက်အနက်ကြိုးလေးကနေပြီးတော့ဝင်ထားလိုက်ဝင်ထားပြီးရင်ဒီမှာလင်းကုန်းစီတိုင်းလေးတက်လိုက်ရုံပဲနော်တက်ပြီးရင်နှိုးလိုက်ရုံပဲဘယ်အဲ့လိုလင်းကုန်းစီတိုင်းလေးကြောင်းလိုက်တက်ဆင်းပြီးရင်ဆက်နှိုးကြည့်မယ်နော်โอเคနော်နိုးတယ်စလိုးတွေပဲနားထောင်ကြည့်မယ်စလိုးတွေလည်းရရနော်ဆိုင်ကโอเคဝဲတလက်ဆိုင်ဒီကျိုးလေးကြောင်မှတစ်ခါပြောပြလိုက်ပဲနော်ဒီအနီအောင်ပင်လေးရကြတော့ပရိရလာတဲ့အပေါင်းပင်တော့ဖွင့်လိုက်တဲ့အခါကျရင်ဒီဘက်ကအနက်ပင်ကိုအတွဲပြောင်းပြီးသွားရနော်အဲအနက်ပင်လေးကဘယ်လိုသွားလဲဆိုခေါင်းချမ်းကိုတက်မယ်ဒီနက်မှာခေါင်းချမ်းဒီအပေါ်မှာအနက်စုံလေးရှိမယ်ပြီးအောက်ကလည်းတပင်ပြန်ဆင်းတယ်နော်ဒီအောက်ကလည်းတပင်ပြန်ဆင်းတယ်ဒီနက်ကလေးကနော်ပြီးရင်ဒီအစိမ်းအောင်လေးကဘော်ဒီကလာတဲ့ ground ကျိုးလေးနော်ဒီအမဲနဲ့အဖြူနဲ့ကြားတဲ့အပင်လေးကဆက်ရက်ဖို့အတွက်ငါးငုတ်စီဒီအိုင်နေဆက်ရက်ဖို့အတွက်သူကစီဒီအိုင်ကိုအလဲကိုသွားတဲ့ကျိုးနော်ဒီမှာစီဒီအိုင်ဒီဘက်ကအလဲကိုဝင်ထားတဲ့ကျိုးလေးချောင်းဖြစ်တယ်ခုတော့တဲ့လင်းကုတ်ပြောင်းထားတဲ့အတွက်ဒီကျိုးနှချောင်းမပါလဲဆက်ရက်တယ်နော်ဘာကြောင့်ရက်လဲဆိုတော့ဒီမှာဒီအပေါင်းရဲ့ဒီဘက်ကအပေါင်းကတော့ဖွင့်လိုက်ရင်ဒီဘက်ကအနက်ပင်လေးကိုအားပြောင်းပြီးတော့ဒီက CDI နဲ့ကိုဒီ CDI ဒီအနက်ပင်လေးတွေကိုဝင်သွားလို့နော်တော့ပိတ်လိုက်တဲ့ခါကျရင်တော့ very CDI ဖြစ်တဲ့အတွက်ဒီကောင်ကမီးထွက်မှုဖြတ်တော့ပေးလိုက်တဲ့အတွက်ဒီကောင်ဆက်ရက်သွားတယ်ငါးငုတ် CDI မှာဆိုရင်အဲ့လိုမဟုတ်ဘူးငါးငုတ် CDI မှာဆိုရင်ဒီအနက်ဖြူကြားတဲ့အပင်လေးကမှဆက်ရက်ပြီးမှာနော် body အပ်မိပြီးတော့ဆက်ရက်ပြီးမယ်အပင်လေးနော်ဒီတော့ဒီဘက်ဆော့ကတ်လေးကိုတစ်ချက်လေးလာကြည့်အောင်ဒီဘက်ဆော့ကတ်လေးမှာဒီဘက်ဆော့ကတ်လေးမှာအဝါရဲ့အနီရဲ့ဒါကတော့ဘယ်ကလာလဲဆိုစတက်ခလုတ်ကလာတဲ့အပေါင်းပင်ဖြစ်တယ်ဒီဘက်ကမိခိုးရောင်အပင်လေးကစကနယ်ကတ်တော့ကလာတဲ့အပေါင်းပင်ဖြစ်တယ်ဒီအစိမ်းရောင်လေးကတော့ body ground ပင်ဖြစ်တယ်ဒီဘက်ကလိမ်မော်ရောင်လေးကတော့စကနယ်ပင်ဖြစ်တယ်ဒီမှာစကနယ်ဒီဘက်ကဆိုရင်ဒါလိမ်မော်ရောင်ဒီဘက်ကလာတဲ့လိမ်မော်ရောင်စကနယ်ပင်လေးဖြစ်တယ်ဒီဘက်ကမိုးပြာရောင်ပင်လေးကတော့ညာဘက်စကနယ်ပင်လေးဖြစ်တယ်သူ့အလွယ်မှတ်ရင်ဘယ်လိမ်မော်ညာမိုးပြလို့မှတ်တယ်နော်ပြီးရင်ဒီမှာမီကိုရောင်လို့အညိုရောင်လို့ကော်ဖီရောင်လို့ပင်လေးပါတယ်ဒါလေးကိုအညိုရောင်ပင်လေးပေါ့ဒီအညိုရောင်ပင်လေးကတော့ရှေ့မီးထုံးတဲ့အခါတဆင်မီးလင်းတဲ့အခါဆိုင်းလင်းဆိုတိုင်ခွက်မီးတွေလင်းမယ်ရှေ့ရတိုင်ခွက်ခေါင်းချမ်းတွေကရှေ့မီးအသေးလေးလင်းမယ်နောက်မီးအသေးလေးလင်းမယ်အဲ့လင်းဖို့အတွက်သွားတဲ့အပင်လေးနော်နောက်တစ်ပါပင်ရှိသေးလဲဒီမှာအဝါလေးတစ်ပင်ရှိတယ်အဝါအောင်မှအဖြူလေးကြားလာတာဝါအဖြူကြားလေးကစီဂိတ်ကလာတယ်စီဘယ်လောက်ရှိတယ်ဆိုတော့ပြသဖို့အတွက်အာယုံခံပေးတဲ့အပင်လေးဖြစ်တယ်စီဂိတ်ကနေလာတယ်နော်ဒါလေးကဒီကောင်လေးကကြတော့အဝါလုံးဝအဝါလေးဒီအဝါလေးကသူကဒီမှာတော့အဝါဖြစ်တယ်ဒီအောက်မှာတော့အနက်ဖြစ်နေတယ်ဘာလို့ဖြစ်လဲဆိုတော့ဒီကောင်တော့အထွက်အနက်ကနေပြီးတော့ရှေ့မီးကြီးလင်းဖို့အတွက်ဒီကနေအမဲကနေအဝါကိုပြောင်းသွားတဲ့အပင်လေးအပေါ်မီးကြီးခလုတ်တွေဝင်တဲ့အဝါပင်လေးပါဒါရှေ့မီးကြီးလင်းဖို့အတွက်နော်ဒီစောကတ်လေးကတော့ဒီလောက်ပါပဲနောက်ရကြရင်ဆက်ပြီးရှင်းပြမယ်နော်အွန်လိုင်းနေရောအားလုံးကျေးဇူးတင်ပါတယ်ကြည့်ပြ